လူဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံရမယ်အောင်မြင်တဲ့အခါမှာလေးစားအားကြတာခံရတယ်အမြင့်ကိုမရောက်ခင်မှာဆွဲချခံရမယ်အမြင့်ကိုရောက်သွားတဲ့ခါကျတော့လေသူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေကိုကမ်းလာလိမ့်မယ်လူတွေရဲ့သဘာဝကနေနေမယ်လေဘယ်ဆိုပခုံးချင်းရှင်မယ်ကိုယ့်ထက်သာသွားရင်တော့မနာလို့ဖြစ်မယ်လိုက်လို့မမီတော့ဘူးဆိုရင်တော့အားကြပြီးကြံခဲ့မှာပေါ့ကွာ ဒါနဲ့ဆရာမရှိချိန်မှာကျွန်တော်ချင်းဆိုင်ဖို့ခွန်အားဖြစ်မဲ့စကားလေးပြောခဲ့ပါဦး လူရည်လို့ဖြစ်လာရင်ဘာငါလုံးဆောင်ရတယ်တဲ့ဘဝမမြင့်နဲ့ဘဝမမေ့နဲ့ဘုံမော်လောမသုံးနဲ့ဗျမ်းပတာမနေနဲ့မိဘကိုလည်းပြစ်မထားနဲ့တဲ့ ဟုတ်ကဲ့ပါဆရာ ပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်တဲ့အတွက်မြင်တာကိုလည်းရှောက်ပြောလို့မရဘူးကွာစကားပြောတဲ့နေရာမှာလည်းမပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားကိုလည်းပြန်ပြီးတော့စဉ်းစားရတယ်နောက်ဆုံးပြောချင်တာကတော့ကွာနေရာကောင်းရဖို့အတွက်ဆူတောင်းနေကြမလို့ဘူးကိုလှုပ်တဲ့အလုပ်ပေါ်မှာပဲစေနာစိတ်ကောင်းထားပြီးတာလှုပ်အဲ့ဆိုလို့ရှိရင်နေရာကောင်းရလာလိမ့်မယ် ဟုတ်ကဲ့ဆရာစကားနားထောင်ပြီးကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပါမယ်ဆရာ